like me like ohမြစ်စင်မှာတင်မောကြီးများရှိန်နဲ့ခုံမောင်းလာကြောက်ချပြီးတော့လူရယူသွားမြည်ရဲ့ပခုံးထက်မှာချိန်တန်တော့သူပြန်ကန်ထလို့ခွာညနေနာတို့မောင်ကြီးလာတဲ့ခါအလင်းနာလေးလဲကြုံရင်ကြုံရမှာရောက်တဲ့ရနိုင်ရှင်တန်လေးပြင်းတိုင်းခတ်တဲ့ခါဒီမြစ်တစ်စင်းရှိန်နဲ့စီစင်ခဲ့ရတာဝေးစင် you're in